American ရဲ့ပိတ်ဆို့မှုတွေကြားတဲ့ကပဲတရုတ်နီးပညာဘလူးကြီး Huawei ကမ္ဘာနီးပညာလောကကိုအမိုက်စားတော်လှန်ရေးတစ်ခုနဲ့တုံ့လောက်သွားစေပြန်ပါပြီဗျ။ပုံမှန်ဆိုရင်ဖုံးတွေပုံမြန်ဖို့ chip အစိတ်အပိုင်းတွေကိုသေးနိုင်သမျှသေးအောင်လုပ်ကြပါမယ်။အခုတော့အဲ့ဒီနီးလန်းကအကန့်အသတ်ဖြစ်လာပါတယ်။ဒါကြောင့် Huawei က chip တွေကိုသေးအောင်ထပ်လုပ်မဲ့အစားအတွင်းထဲက wire ကျိုးလမ်းကြောင်းတွေကိုခောက်ချိုးပြီး data စီးဆင်းမှုပုံမြန်အောင်လုပ်မဲ့ logic folding architecture နဲ့ Tau scaling law ဆိုတဲ့နီးပညာတစ်ခုချပြလိုက်တာပါ။ဒါဟာလမ်းပိတ်နေတဲ့မြို့ထဲမှာဖြတ်လန်းအသစ်တွေဖောက်ပေးလိုက်တယ်လို့ပါပဲဒီနည်းပညာကြောင့်လာမယ့်2032ခုနှစ်မှာကမ္ဘာအဆင့်မြင့်ဆုံး 1.4 nanometer အဆင့်ရှိတဲ့ chip သိပ်သီးစားအထိရောက်လာမှာဖြစ်ပြီးအခု2026ခုနှစ်ဆောင်းရာသီမှာထွက်လာမယ့် Kirin chip တွေမှာဒါကိုပထမဆုံးစတင်တွေ့ရတော့မှာပါ smartphone တွေမကပဲကွန်ပျူတာတွေအတွက်လည်း Nvidia ရဲ့ H100 ကိုရှင်းပြိုင်ဖို့ Ascend 910D နဲ့ 910C ဆိုတဲ့ AI chip တွေကိုပါအပြင်းထန်စမ်းသပ်နေလို့ TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance နဲ့ Alibaba တို့ကုမ္ပဏီကြီးတွေကဝယ်ဖို့စောင့်နေကြပါဘူး။ပိတ်ဆို့ပြီးပိုလန်းလေးဖြစ်နေတဲ့ Huawei ရဲ့ဒီချီလန်းကတော့တကယ်ကိုရင်သက်ရှူမောစရာပါပဲ။